တိုင်းတစ်ပါးရောက်ပေမဲ့လေလွမ်းနေမွေးရမြေပျော်စရာရွယ်ငယ်ဘဝမဟုတ်တော့ပေအစင်မပြေလို့ပဲရွာနဲ့ဆုံးခွာဘဝရဲ့အတွက်သာရုန်းကန်လုံးရှာနိုင်ငံရချမှာရလာနဲ့တွေ့ကြပြီလေမေးပါမောင်နှမတို့